Facebook page policy issue နဲ့ copyright ပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲ Content creator တယောက်အနေနဲ့ Facebook ပေါ်မှာဝင်ငွေရှာနေသူတွေအတွက်အိမ်မက်ဆိုးကြီးကတော့ policy issue တွေနဲ့ copyright ပြဿနာတွေပါပဲဒီပြဿနာတွေကြုံလာရရင်ဝင်ငွေရောသွားရုံနဲ့မကပဲအစိုးဆုံးချိန်တွေမှာ monetization ပိတ်ခံရတာမျိုးအထိပါဖြစ်လာနိုင်ပါတယ်ဒီနေ့မှာတော့ဒီလို policy issue တွေနဲ့ copyright ပြဿနာတွေကြုံလာရပြီဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးလုပ်ရမှာကတော့ပြဿနာရဲ့အရင်းမြစ်ကဘာလဲဆိုတာကိုသိအောင်ရှာရမှာပဲဖြစ်ပါတယ်အဲ့လိုလုပ်ဖို့အတွက် professional dashboard page recommendation page data ကိုတွားပါအဲ့ဒီမှာ monetization ကိုထပ်နေပြီး restrict အဝါရောင်လား violated အနီရောင်လားဆိုတာကြည့်ပါဒီပြဿနာကတော့ limited originality of content လို့ခေါ်တဲ့သူများစီက content တွေကိုကူးတင်တာကြောင့်ဖြစ်တာများပါတယ်အကယ်၍ဒီလိုမျိုးသူများဗီဒီယိုဒါမှမဟုတ်သုံးခွင့်မရှိတဲ့သချင်းကိုသုံးပြီးလို့ copyright ထိပြီဆိုရင်အရင်ဆုံးလုပ်ရမှာကတော့ကိုဗီဒီယိုကဘလောက်ပေါက်နေနေမှန်တယ်ပြောပဲချက်ချင်းဖြတ်ချလိုက်ဖို့ပါပဲအဲ့ဒီလေးနည်းနည်းလုံးမယ်တို့ privacy ပြောင်းမယ်တို့ဆိုပြီးမဖြတ်ဖဲထားမယ်ဆိုရင်တော့ဆုံးရှုံးမှုတွေကပိုပြီးကြီးလာနိုင်ပါတယ် policy issue တွေထိနေပြီဆိုရင်လည်းအရင်ဆုံးလုပ်ရမှာကကိုယ်ပိုင်မဟုတ်တဲ့ဗီဒီယိုတွေပုံနေအားလုံးကိုဖြတ်ပြရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ကိုယ်တိုင်ရိုက်ကူးထားတဲ့ original reels တွေကိုနေ့တိုင်းတင်ပေးဖို့လိုပါလိမ့်မယ်ဒါရီအားလုံးပြီးလို့အချိန်တစ်ပတ်ကျော်လောက်ကြာမှာပဲ request another review ထပ်လုပ်ဖို့အကြံပေးလိုပါတယ်အကယ်၍တဲ့အနေနဲ့ဒီလိုမျိုး Facebook page policy issue တွေဒါမှမဟုတ် copyright ပြဿနာတွေနဲ့ကြုံနေရပြီးကို page လေးကိုဆုံးရှုံးရမှာစိတ်ပူနေတဲ့ဆိုရင်တော့ကျွန်တော်တို့ one star digital ကိုသာသတိရလိုက်ပါကျွန်တော်တို့ one star digital အနေနဲ့ခုနကပြောခဲ့တဲ့ပြဿနာတွေကိုစိတ်အချရဆုံးနဲ့အမြန်ဆုံးနည်းလမ်းတွေနဲ့အကူအညီဖြေရှင်းပေးတဲ့ service တွေပေးနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်အကယ်၍တဲ့အနေနဲ့ဒီလိုပြဿနာတွေနဲ့ကြုံနေရလို့စားပေးရချင်တဲ့ဆိုရင်တော့အသေးစိတ်ကိုအခုပဲ page messenger မှာလာရောက်စုံစမ်းမေးမြန်းမှုဖိတ်ခေါ်လိုက်ရပါတယ်